မင်္ဂလာပါကျွန်တော်ဒေါက်တာရဲမြတ်ဦးပါကျွန်တော်ဒီအခုဆွေးနွေးလိုတဲ့အကြောင်းအရာကတော့ကျွန်တော်ကို မိဘအုပ်ထိန်းသူတွေမေးထားတဲ့ထဲကတစ်ခုဖြစ်တဲ့ဒီကျွန်တော်တို့ဒီ special needs school တွေနဲ့အလှမ်းဝေးတဲ့နေတွေမှာရှိတဲ့မိဘအုပ်ထိန်းသူတွေအနေနဲ့ဒီ autism ကဲ့သို့ယူဆရတဲ့ကလေးလေးတွေကိုဘယ်လိုလေ့ကျင့်ပေးရမလဲအိမ်မှာဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတဲ့မိကုန်းလေးတွေပေါ့နော်အဲ့ဒါအိမ်မှာဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတကယ်တမ်းကျတော့ကျွန်တော်တို့ကစောစီးစွာသိရှိစောစီးစွာလေ့ကျင့်ကျွမ်းကျင်သူနဲ့လေ့ကျင့်တာတော့အကောင်းဆုံးလေ့ကျင့်နည်းပေါ့နော်သို့တော်လည်းဒီလိုမျိုးလက်လှမ်းဝေးတဲ့နေရာတွေမှာဆိုရင်တော့ကျွန်တော်တို့ကအိမ်မှာကိုယ့်ဘက်ကိုလေ့ကျင့်ရမယ့်နည်းလမ်းလေးတွေကိုကျွန်တော်အနေနဲ့ဝေမျှပေးခြင်းပါတယ်ဆွေးနွေးပေးခြင်းပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးပြောလိုတာကတော့ပထမဆုံးပြောလိုတဲ့ချက်ကတော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်သူ့အရွယ်လိုက်ပေါ့နော်နေကလေးတိုင်းကျောင်းတို့ nursery နောက်ဒါမူဂျိုကျောင်းပြောမူဂျိုပြောစသဖြင့်ဒီလိုကျောင်းလေးတွေရှိရင်အဲ့လိုကျောင်းလေးတွေကိုပို့ပေးပါဘာလို့ဆိုတော့ peer to peer learning လို့ခေါ်တယ်ကလေးချင်းသင်ကြားခြင်းကတော်တော်ထိရောက်တဲ့ကိစ္စပါကလေးချင်းသင်ကြားခြင်းကတော်တော်ထိရောက်တယ်အဲ့ကလေးချင်းရှိရသူကတုခိုးပြီးတော့သူပြောမှာဒါကတော့ကျွန်တော်တို့ဖြစ်နိုင်ရင်တော့အဲ့လိုမျိုးလေးတွေပို့ပါအဲ့ဒါတော့ကျောင်းပို့တဲ့အိမ်မှာကြတော့ကိုကအိမ်မှာဘာလုပ်မလဲနေ့တူကလုပ်ငန်းတွေကိုကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်တို့ကပေါ့နော်လုပ်ရမယ့်လုပ်ငန်းဆောင်တာတွေကိုစနစ်တကျအစီအစဉ်ဆွဲဇယားဆွဲမနေ့အိယာထားတယ်ပြီးရင်ရှူပေါက်မယ်ဒါမှမဟုတ်အီးပါမယ်မျက်နှာတက်မယ်သွားတိုက်မယ်ထမင်းစားမယ်ဝတ်စားလဲမယ်စသဖြင့်ဒီလုပ်ငန်းတွေအားလုံးကိုကျွန်တော်တို့ကပုံလေးတွေနဲ့တကွာပြတာကိုကောင်းတယ်အိယာထားတဲ့ပုံဆိုအိယာထားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကသွားတိုက်တယ်ဆိုသွားတိုက်တဲ့ပုံမျက်နှာတက်မယ်ဆိုမျက်နှာတက်တဲ့ပုံစသဖြင့်ဒီလိုမျိုးလေးတွေနဲ့ကျွန်တော်တို့ကလေ့ကျင့်ပေါ့နော်သူ့ကိုမြင်တာပေါ့နော်သူကအမြင်လေးနဲ့သူကလှုပ်ရမယ်။အော်ဒါမျက်နှာတက်တာခေါ်တာပါလား။ဒါအဝတ်စားလဲတာခေါ်တာပါလား။အဲ့လိုအမြင်လေးနဲ့ကျွန်တော်တို့ကကလေးတွေကိုပုံစံလေးချပြီးတော့ဒီ visual ပေါ့နော် visual ပုံစံလေးတွေနဲ့သူ့ကိုလေ့ကျင့်ပေးပေါ့နော်။နောက်တစ်ခုချင်းစီကိုstep by step လို့မလောနဲ့။နောက်ဖြည်းဖြည်းချင်းစီလို့ဖြည်းဖြည်းချင်းစီတက်အောင်သင်ပေးရမယ်ရုပ်ပုံလေးတွေနဲ့မြင်လိုက်တဲ့အခါမှာသူဒါလုပ်ရမယ်ဆိုတာအတိလေးဝင်သွားအောင်ပြောမယ်ပြီးလို့ရှိရင်သူ့ကိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့လူတိုရှင်းလေးတွေပြောတထမင်းစားမယ်တအမိုက်သိမ်းမယ်လူတိုရှင်းလေးတွေရှုပ်ထွေးသွားအောင်မပြောနဲ့သူ့ရဲ့အတွေးတွေကိုရှုပ်ထွေးသွားအောင်ပြောလိုက်တဲ့အခါကြလို့ရှိရင်သူကိုယ်တိုင်လည်းရှုပ်ထွေးသွားမယ်နောက်ပြီးတော့တင်ယူမှုလည်းဒါအခက်ခဲသွားမယ်အဲ့တော့လူတို့ရှင်းလေးပြောရှင်းအောင်ပြောအမှအရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့သူ့ကိုသူတခုခုလုပ်ပြီးတိုင်းကျွန်တော်တို့ကသူ့ကိုချီးကျူးဂုဏ်ပြုရမယ် congratulation bravo တလေးရတော်လိုက်တာအဲ့လိုလေးတွေသွားလို့ရှိရင်သူ့အနေနဲ့ပို့ပြီးတော့ပျော်တယ်နောက်တစ်ခါကျတော့အိတ်ချိန်စားချိန်မှန်အောင်လုပ်ရမယ်အိတ်ချိန်တဲ့ချိန်မှာအိတ်စားချိန်တဲ့ချိန်မှာစားမရဘူးအိတ်ချိန်စားချိန်မှန်ရမယ် screen time ကိုဒီဖုံးကြည့်တာ TV ကြည့်တာကိုတတ်နိုင်ဆုံး short ချပလိုက်ဖြစ်နိုင်ရင်လုံးဝမကြည့်နဲ့တတ်နိုင်ဆုံး short ချပလိုက်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပို့ပြီးတော့ဖြစ်မှာပေါ့နော်ပို့ပြီးတော့တက်တာညံ့မယ်အဲ့ screen time ကပြဿနာအဲ့ screen တွေကဟာသူ့ကဘာလေးဖြစ်သွားတတ်တယ်အဲ့လိုမဟုတ်တကယ်လက်တွေ့ကဘာလေးနဲ့ပဲသူ့ကိုပတ်ဝန်းကျင်ကိုစီးမျောပေးနောက်အချို short ကျွေးပေါ့နော်အချိုကတော့လူအဲ့ကလေးတွေပို့ပြီးတော့ကြွစေတယ်အချိုကအရန်စားလို့ရင်ပုံမှန်အဖြစ်နဲ့အချိုရန်စားလို့ရင်ပုံမှန်ကလေးတယောက်အတွက်တောင်လေမကောင်းပါဘူးနောက်အချို short ကျွေးတဲ့စနစ်ကိုသုံးမယ်ပြီးတော့သူနဲ့အနည်းတန်းစကားပြောပြီးတော့မှတနေ့ကို15မိနစ်လောက်တော့သူနဲ့ကိုတေချာစကားလက်ဆောင်ကြအောင်ပြောပြီးသူစိတ်ပါမပါမျက်လုံးချင်းတေချာတက်ကြည့်ပြီးတော့စကားပြောပြီးအဲ့လိုစကားပြောပြီးတော့မှသူ eye to eye contact လေးရလာမယ်စကားပြောလာမယ်နောက်တစ်ခုကျတော့သူ့စကားပြောတဲ့အခါမှာ तू ကဒီပစ္စည်းတစ်ခုကိုလိုချင်တယ်ပေါ့မိမိလက်ထဲကဒီရုပ်လေးကိုလိုချင်တယ်ဆိုရင်ဒီရုပ်လေးကို तू ကဒီရုပ်လေးဆိုတာပေးဆိုရင်က तू ကသူ့ပါဇက်ကပေးလို့ပြောမှကိုကပေးလို့ပြောမှပေးပြီးရင်ပေးပါပြီးရင်တားကိုပေးပါတလုံးချင်းစီ step by step ဖြည်းဖြည်းချင်းသွားပြီးရင်တားကိုပေးပါဗျအဲ့လိုမျိုးလေးတွေသွားလို့ရှိရင်ကလေးကစိတ်တော့ရှည်ရမယ်ကျွန်တော်တို့ကဖြစ်လို့လောလို့မရအမကလေးကစိတ်ဆိုးနေတာကိုကိုကလည်းကလေးစိတ်ဆိုးနေတဲ့ကိစ္စကြီးကိုကိုပါလိုက်ပြီးစိတ်ဆိုးလို့မရဘူးကိုကသူ့ကို
စိတ်ဆိုးနေလေစိတ်ရှည်ပြီးတော့သူကစောင့်ရမယ်သူကစောင့်စည်းရမယ်သူဘက်ကတုံ့ပြန်လာတဲ့ဟာကိုစောင့်စည်းရမယ်ကျွန်တော်တို့ကလှုံ့ဆော်မှသူကတုံ့ပြန်ပါအဲ့လိုလှုံ့ဆော်ပေးတာကိုလှုံ့ဆော်ပေးလိုက်တော့မှသူကတုံ့ပြန်လာမယ်အဲ့တုံ့ပြန်လာတာလေးကကိုယ့်အတွက်ပေါင်းလက္ခဏာပဲအဲ့ဒါလေးတွေကိုတစ်ခုခုတုံ့ပြန်လာပြီဆိုတာနဲ့ကျွန်တော်တို့ကသူ့ကိုချီးကျူးပေးပါဂုဏ်ပြုပေးပါအဲ့လိုဖြစ်တော့မှဒီကလေးကဟိုပါပေါ့ပို့ပြီးတော့ဟိုအတက်မြန်မယ်အမှပေးပါဗျာသားကိုပေးပါဗျာအဲ့လိုမျိုးလေးသွားမယ်နောက်တစ်ခါကျတော့ဒီနောက်တဲ့အရေးကြီးဆုံးတစ်ခုကကျတော့အိမ်မှုကိစ္စလေးတွေကိုလည်းဝိုင်းကူလောက်ခိုင်းမေမေတို့တပြက်စီးလဲမယ်ဟေးတသားကြီးလှဲရအောင်ကဲတသားဖက်နှက်စီးမယ်မမေမေလဲစီးပြီးတသားလဲစီးလိုက်ပါအောင်သားလေးကတော်လိုက်တာဒါမျိုးလေးတွေကသူကခလေးဆိုတဲ့သဘောကဟိုပါပေါ့နော်အဲ့ဒါမျိုးလေးတွေလုပ်ရင်သူ့ရဲ့ emotion နဲ့ဟိုလိုခေါ်ညှင့်ပေးတာပေါ့သူရဲ့စိတ်ခံစားမှုကိုညှင့်ပေးတဲ့အခါမှာသူကနောက်တစ်ခါလေသူကဒါလိုလုပ်ရမယ်ဆိုတဲ့အသည့်လေးတွေ routine လေးတွေဝင်သွားတယ်ကျွန်တော်ကအဲ့တိုင်းလေးတွေကျွန်တော်တို့လုပ်မယ်ဘာနောက်တစ်ခါကျစိတ်ရှည်နဲ့ပဲတီးခံစိတ်ရှည်နဲ့ပဲစောင့်ရမယ်စိတ်ကိုလောလို့မရဘူးစိတ်ရှည်နဲ့စောင့်မယ်စိတ်ရှည်နဲ့စောင့်လို့ရှိရင်ကျွန်တော်တို့ကအများကြီးအကျိုးရလက်တွေရရမယ်အမစိတ်တို့သူလည်းစိတ်တို့ကိုလည်းစိတ်တို့ဆိုရင်ဘလို့မှအဆင်မပြေဘူးနောက်ပြီးတော့ကလေးကိုစိတ်အေးလက်အေးချော့မဲ့နေမဲ့နေရာလေးတစ်ခုကိုကျွန်တော်စီစဉ်ပေးရမယ်လူတွေအဲ့ကလေးကငကိုတဲ့စိတ်ရှုံနေတဲ့ကလေးကိုလူတွေအများကြီးကြားထဲမှာဒါဟာလေဟိုလူကအပြစ်တင်တဲ့မျက်လုံးနဲ့ကြည့်ဟိုလူကအပြစ်တင်တဲ့စကားတွေပြောဆိုရင်ဒီကလေးကဘလို့မှတိုးတက်လာစရာအကြောင်းမရှိဘူးအဲ့လိုစိတ်ရှုံနေတဲ့စိတ်တုန်နေတဲ့အချိန်မှာကျွန်တော်တို့ကသူ့ကိုနားလေပေးရမယ်အဲ့တော့ကျွန်တော်အနေနဲ့အဓိကအတူချုံပြီးပြောချင်တာကတော့ကျွန်တော်တို့ကသူ့ကိုတကယ်ပုံမှန်ကဘာလေးထဲမှာလက်ပတ်ပေးပါသူ့ကဘာလေးထဲမှာမပြောပါစေနဲ့ဖုန်းနဲ့ screen တိုင်းတွေကို short ပါပုံမှန်ကဘာလေးထဲမှာပဲလက်ပတ်ပေးပါတစ်ဆင့်ချင်းစီသွားပါဖြည်းဖြည်းချင်းစီသင်ပေးပါနောက်တစ်ခုကကြတော့တစ်ခုတက်မြောက်တိုင်းမှာချီကျူးဂုံပြုပေးပါချီကျူးအမူအရာနဲ့ရောပါဇက်နဲ့ရောချီကျူးပေးပါနောက်တစ်ခုကကြတော့ကျွန်တော်တို့ဟိုဘောနော်ခလေးချင်း peer to peer လမ်းကြီးခလေးချင်းသင်ကြားပေးတဲ့နေရာလေးတွေပေါ့နော်ရအောင်ဖန်တီးပေးပါဥပမာကျောင်းလိုမျိုးခုနကကျွန်တော်ပြောတဲ့ကျောင်းလိုမျိုး KG တို့လိုကျောင်းပျော်တို့လိုမူဂျိုပျော်တို့လိုအဲ့လိုနေရာမျိုးလေးမှာထားပေးပါအခုကျွန်တော်ပြောတဲ့ဟာလေးတွေကိုအကုန်လုံးမဟုတ်တော့မှစွမ်းသလောက်လိုက်လို့ကြည့်လို့ရှိရင်ဒီကလေးကအနည်းနဲ့အများပေါ့နော်စောစောလေးချင်းနဲ့ဆိုစောပိုတော့မှမြန်တက်မြန်အောင်မယ်ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာပြောသလိုပေါ့နော်စောတိပြီးစောလေးချင်း3စားကနေ18စားထိတောင်တိုးတက်တာမြန်တယ်ဆိုတော့ဘယ်လောက်ကောင်းလဲမလေးချင်းပဲမထားနဲ့သူ့ကိုစိတ်မတူနဲ့စောစီတိအောင်လုပ်စောစီလေးချင်းနောက်ပြီးတော့လက်ခံပြီးအော်ဒီဇင်ဟုတ်တာမဟုတ်တော့ညင်မညင်တော့ပဲနဲ့ဒီဟာတကယ်တော့ဒီနေရာလေးမှာ तू ဖွံ့ဖြိုးမှုနောက်ကျနေတာမှန်နေတာပဲလေမှန်နေတာကြီးကတော့ညင်းစရာအကြောင်းမရှိဘူးအဲ့မှန်နေတာလေးကိုလက်ခံပြီးတော့ကျွန်တော်ပြောတဲ့နီလန်းလေးနဲ့ဖြည်းဖြည်းချင်းစီလေ့ကျင့်လိုက်ရင်ဒီကလေးကတေချာပေါက်တိုးတက်မယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်မျှဝေပေးရင်းနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နေကုန်းချုပ်ပါတယ်